မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ဆီယမရှတိကာပါ။မြန်မာတက္ကရာ1388ခုနှစ်အတာကုပြောင်းချိန်မှာချစ်ခင်ရတဲ့ကျသဘေးသားသမီးများအားလုံးဘေးရန်ခက်သိမ်းအင်းကြီးကြပြီးအောင်မြင်မှုအပေါင်းနဲ့ပြည့်စုံပါစေလို့ဆီယမကဥစွာပထမမြတ်တာပို့တာလိုက်ပါတယ်။မြန်မာစကားပုံမှာစေတနာမွန်လင်ကံပွင့်ပညာစစ်လင်လက်တဲ့ဆိုတဲ့လူအတိုင်းပဲဒီနှစ်သက်မှာကျသဘေးသားသမီးတွေကမိမိတို့ရဲ့ဖြူစင်တဲ့စေတနာနဲ့မြင့်မားတဲ့အသိပညာအကြောင်းပဲဘဝရဲ့အခက်အခဲတွေကိုအောင်မြင်မှုအဖြစ်နဲ့ပြောင်းလဲနိုင်မဲ့နေ့တစ်နေ့ဖြစ်ပါတယ်။အခုဆီယမကအပိုင်း7ပိုင်းနဲ့အသေးစိတ်ဟောကြားပေးတော့မှာဖြစ်လို့အဆုံးထိနားဆင်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်။ပထမဆုံးကတော့ကျသဘေးသားသမီးရဲ့မွေးရပါအရှင်ဝါနဲ့သဘောတဘာဝလေးတွေကိုဟောပြောပေးပါမယ်။ကျသဘေးသားသမီးဆိုတာကျသဘေးကျူရဲ့အကြီးမြတ်ဆုံးသောကံကောင်းခြင်းနဲ့တရားဓမ္မအစွမ်းအားကိုရရှိထားတဲ့သူတွေဖြစ်ပါတယ်။1388ခုနှစ်မှာကျသဘေးသားသမီးရဲ့အမျှော်မြင်ရှိမှုဆရာစားအည်အချင်းနဲ့သဘောထားကြီးမှုတွေကသင်တို့ရဲ့ဘဝကိုဂုဏ်သိက္ခာမြင့်မားအောင်ပုံမှုပြီးတော့ပံ့ပိုးပေးပါလိမ့်မယ်ရှင်။နောက်တစ်ခုကတော့တနှစ်တာကံကြမ္မာအလားနာလေးတွေကိုဟောပြောပေးပါမယ်။ဒီနှစ်မှာဘုရားသားသမီးရဲ့ကံစတာ17မိနစ်စီမဲ့ကုသိုလ်ကံတွေအကျိုးပေးထက်သန်နေပါတယ်။အရင်ကကြုံခဲ့ရတဲ့အစိတ်နှောက်ယှက်တွေဒါမှမဟုတ်အစဉ်ပြေမှုတွေဟာဒီနှစ်ထဲမှာအင်းငိမ့်သွားပါလိမ့်မယ်။အထူးသဖြင့်လူကြီးသူမတွေဆရာသမားတွေစီကနေပြီးတော့ဆောင်းရှောက်မှုကောင်းကောင်းလေးရရှိတတ်တဲ့နေ့ဖြစ်ပါတယ်။နောက်တစ်ခုကတော့အလုပ်ကိုင်းနဲ့စီးပွားရေးကံတွေကိုဟောပြောပေးပါမယ်။စီးပွားရေးမှာတော့အပွင့်အခက်လက်အထွက်ဆိုသလိုပဲအခွင့်အလမ်းကောင်းတွေအစီအကိုပဲပေါ်ထွက်လာပါလိမ့်မယ်။အထူးသဖြင့်ကတော့ပညာရေးဘာသာရေးနဲ့အတိုင်ပင်ခံနဲ့ဥပဒေရေးရာပေါ့အတိုင်ပင်ခံဥပဒေရေးရာတွေလုပ်ကိုင်နေတဲ့သူတွေအတွက်တော့အလုံးကိုအောင်မြင်မဲ့နေ့ဖြစ်ပါတယ်။ဝန်ထမ်းတွေကတော့ရာထူးတိုးခြင်းအစစ်မြစ်တာဝန်တွေလွှဲအပ်ခံရခြင်းတွေကြုံရဆောင်ရပါလိမ့်မယ်။ငွေကြေးလက်လက်ပါတွေကိုလည်းဟောပြောပေးပါမယ်။ငွေကြေးကံမှာတော့ဝင်တဲ့လောက်ပြန်ထွက်တတ်ပေမဲ့မမျှော်လင့်မဲ့လူကြီးသူမတွေစီကနေပြီးတော့လက်ဆောင်တွေရတာမျိုးဒါမှမဟုတ်ရင်အမွေအနှစ်တွေလည်းရတာမျိုးတွေရှိတတ်ပါတယ်။ယင်းနေ့ညှို့နှံမှုတွေကနေပြီးတော့ရည်ရှိအကျိုးအမြတ်တွေရရှိနိုင်မဲ့နှစ်ဖြစ်လို့မို့လို့ငွေကြေးစီမံခန့်ခွဲမှုမှာတော့ကိုပညာရှိပေါ့ကိုစံစာကိုထုတ်သုံးပြီးတော့ပညာရှိဉာဏ်ရှိနဲ့လှုပ်ဆောင်ပေးဖို့တော့လိုအပ်ပါမယ်ရှင်။အခုကတော့အခြေအနေနဲ့အိမ်တော်ရေးအကြောင်းလေးတွေကိုလည်းဆင်မဟောပြောပေးပါမယ်။အခြေပိုင်းမှာတော့တည်ငြိမ်အေးချမ်းမေတ္တာလမ်းဆိုသလိုပဲပါရနေပါလိမ့်မယ်။ချစ်သူရှိပြီးသားသူတွေတက်ကလည်းအိမ်တော်ပြုဖို့အထီကိုပဲတိုင်ပင်ဆွေးနွေးရမယ့်အချိန်ကဖြစ်ပါတယ်။အိမ်တော်ဒီအတွက်ကတော့မိသားစုအတွင်းမှာသာသမီရည်တဲ့နာသတင်းကောင်းလေးတွေကြားရတတ်ပါတယ်။အင်းကြီးလည်းတာရပြီးတော့အေဂျင့်နေပါလိမ့်မယ်ရှင်။နောက်တစ်ခုကတော့မိသားစုနဲ့လူမှုဆက်ဆံရေးပိုင်းလေးတွေကိုဆရာမဟောပြောပြပါမယ်။မိသားစုအတွင်းမှာတော့အားကိုးထိုက်တဲ့သူဒါမှမဟုတ်လူကြီးလူကောင်းဆန်တဲ့သူဖြစ်ကိုယ်မိမိကိုသတ်မှတ်ခံရပါလိမ့်မယ်။ဆွေမျိုးသားချင်းတွေကြားမှာလည်းဩဇာတခင်မှမိမိကကြီးမားလာပါလိမ့်မယ်။လူမှုဆက်ဆံရေးပိုင်းမှာတော့မိမိရဲ့ဝေဖန်အကြံပြုချက်တွေကြောင့်တပါးသူစိတ်အနှောက်အယှက်မဖြစ်ရအောင်တော့တတိထားပြီးတော့ပြောဆိုဖို့လိုအပ်ပါတယ်ရှင်။နောက်တစ်ခုကတော့ကျမကြီးနဲ့ BND ရဲ့အကြောင်းလေးကိုပြောပြပါမယ်။1388ခုနှစ်မှာကျသဘေးသားသမီးတွေဟာအသေးဒါမှမဟုတ်အသေးချင်နဲ့သွေးသားနဲ့ဆိုင်နေပေါ့ဝေဒနာလေးတွေခံစားရတတ်ပါတယ်။တတိထားပါအစီအစိတ်နေတဲ့လျှော့ပြီးတော့စားပါအစားမှားတာမျိုးတွေမဖြစ်အောင်လေကြေယူဆိုင်ပြီးတော့စားတော့ပါအပူဒဏ်ကြောင့်ခြေလက်လေးလံတာမျိုးတွေဖြစ်တတ်တာမို့လို့အနာရီချိန်များများပေးပါခရီးသွားလာတဲ့အခါမှာလည်းမြောက်အရက်တို့သွားရမယ့်ခရီးတွေကတင်တို့အတွက်ပို့ပြီးတော့ကြိုးထူပါလိမ့်မယ်လုပ်ငန်းလေးအောင်မြင်ပါလိမ့်မယ်နောက်တစ်ခုကတော့ပညာရေးအတတ်ပညာနဲ့ကိုယ်ရည်ကိုယ်သွေးပိုင်းလေးတွေကိုလည်းဆရာမတင်ဆက်ပြပါအောင်မယ်သင်ယူလေ့လာမှုအတွက်ကောင်းဆုံးနှစ်ပါဒီ1388ခုနှစ်ဟာနောက်တော့အထူးသဖြင့်ကတော့ပေါ့အစင်းမြင့်ပညာရက်တွေပေါ့သင်ကြားနေတဲ့သူတွေပေါ့ဘာသာရေးနဲ့ဆိုင်ရာအစုံအမတွေကိုလေ့လာလိုက်စားနေတဲ့သူတွေကတော့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာဒီကိုအလွန်ကိုပဲထူးခြားခြားကိုတိုးတက်စေပါလိမ့်မယ်။စာမှုပဲဖြည့်စုသူတွေရဲ့ဂုဏ်ထူးတန်းကနေအောင်မြင်မဲ့ကံမျိုးတွေရှိနေပါတယ်။
နောက်တစ်ခုကတော့ခီးသွားကန်နဲ့နေရာပြောင်းရွှေ့မှုကန်လေးတွေကိုတော့ပြောပေးပါဦးမယ်ဒီနှစ်မှာဖျားဘူးခီးတွေတော့မဟုတ်နိုင်ငံရဲ့ခြားခီးတွေသွားရတတ်ပါတယ်နေရာထိုင်ခင်းနဲ့အသေးပြောင်းရတာမျိုးဒါမှမဟုတ်အိမ်ချမ်းပြီးဝယ်ရတာမျိုးလေးတွေလုပ်ဖြစ်ပါလိမ့်မယ်အရှိမြောက်ရဲ့သူသွားရမယ်ခီးတွေကတင်တို့အတွက်ပို့ပြီးတော့ကန်ကောင်းကြီးနေယူဆောင်ပေးပါလိမ့်မယ်နောက်တစ်ခုကတော့1388ခုနှစ်တဲ့ဆောင်ရမယ်အရာလေးတွေကိုပြောပေးပါဦးမယ်1388ခုနှစ်မှာကြာတာပြည်သားသမီးတွေဆောင်ကားမှာတော့ဖះမှာမေမျိုးပဲလူတန်းမှာတန်ဃာတော်တွေကိုဒါမှမဟုတ်သီလရှင်လေးတွေကိုစုံစမ်းစိလူတန်းပေးပါ1388ခုနှစ်တဲ့ကြာတာပြည်သားသမီးတွေရှောင်ရမှာတော့မေမာနာကိုမိရဲ့မေမာနာကိုလျှော့ချပါသူတစ်ပါးရဲ့ဝေဖန်မှုကိုစိတ်မဆိုးပဲနဲ့ပြုတဘောဖြစ်ပြီးလူတဘောလိုမျိုးနားထောင်ပေးပါအရာရာကိုအကောင်းမြင်လို့ပြီးတော့ပေါ့ဆဆနေတတ်တာကိုလည်းရှောင်ကျင်လိုက်ပါနောက်တစ်ခုကတော့စက်တမီငိမ့်မဲ့ကဲမြင့်ရေဒီယာလေးတွေကိုပြောပေးပါမယ်1388ခုနှစ်တစ်နှစ်တာလုံးဘေးရည်နေကွင်းကားပြီးတော့ဟက်လာဖတွေပွန်လန်းမှုဆိုလို့ရှိရင်ဒါသမီးကြာတာပတိနေ့တိုင်းမှာမိမိရဲ့မွေးနံဖြစ်တဲ့မေမျိုးပန်းမိမိရဲ့ကြိုးသက်ဖြစ်တဲ့စကိုးဝတ်ဆိုတော့ဘုရားဟူတန်းလိုက်ပါလတိုင်းမှာလည်းစေဝါဒါနတွေဒါမှမဟုတ်အာဟာရဒါနတွေကိုပြုလုပ်ပေးပါရန်တန်ကဒါမှမဟုတ်အဖိုးအဖွားပေါ့ဒါမှမဟုတ်ဒီကိုစေဝါဒါနတော့အာဟာရဒါနလေးတွေပြုလုပ်ပေးပါဖះเจ้าကန်နေမှာလည်းပန်းစီမီကိုယ်တိုင်ပြင်ဆင်လူတန်းချင်းဖြင့်တင်တို့ရဲ့ဘဝတွေကိုပုံမှုပြီးတော့တောက်ပစေပါလိမ့်မယ်ရှင်နောက်ဆုံးအနေနဲ့ပြောမယ်ဆိုရင်တော့1388ခုနှစ်ကတင်တို့အတွက်ကုသိုလ်ကံတွေအကျိုးပေးထက်သန်နေပြီးတော့အောင်မြင်မှုတွေအစီအကိုတဲ့ဝင်လာမယ့်နှစ်ဖြစ်ပါတယ်ပညာရှိလင်ဘေးမခဆိုတာကိုလည်းအမြဲနှလုံးသွင်းပါတင်ဟာကြတာရေးကျွေသာသမီဖြစ်လို့မလို့တင်ရဲ့မြင်မာတဲ့အသိပညာဉာဏ်တွေကနေပြီးတော့တင်တို့ရဲ့ဘဝတွေအမြင့်ဆုံးစီကိုပို့ဆောင်ပေးပါလိမ့်မယ်နှစ်သက်မှာစိတ်သစ်လူသစ်နဲ့ပညာရှိလန်တက်လိုက်ပါဆီယမရှက်တီကတင်လို့အားလုံးအတွက်အမြဲတမ်းဆုတောင်းမြတ်တာဘုဒ္ဓပေးမှာဖြစ်တယ်လို့စိတ်အေးချမ်းပြီးတော့လက်လာပါတွေပေါ်များတဲ့1388ခုနှစ်ဖြစ်ပါစေလို့ဆုတောင်းမြတ်တာပို့လိုက်ပါတယ်နော်အားလုံးပဲကိုယ်စိတ်နဲ့ပြဖြေကြပါစေဆီယမရဲ့ဟောပြောချက်တွေကိုလည်းလက်သက်တဲ့ဆိုလို့ရှိရင် like share subscribe လုပ်ပြီးဖို့မင်းနေအောင်နော်နောက်ထပ် hostel တွေမှာပြန်ဆောင်ကြမယ်နော်